ဘာစီလိုနာအင်တာအားပြိုင်မှုဘလို့အဖြစ်ထွက်မလဲဘာစီလိုနာနဲ့အင်တာမီလန်တို့ရဲ့ပထမအကျော့ချန်ပီယံလိပွဲစဉ်ကတော့ဥရောပပွဲစဉ်တွေထဲမှာအကောင်းဆုံးပွဲတစ်ပွဲဘာကြောင့်ချန်ပီယံလိကိုကြီးကြသလဲဘာကြောင့်ဥရောပပွဲတွေကစိတ်ဝင်စားမှုခံရတယ်လဲဆိုတာကိုဖော်ပြနေတဲ့ပွဲပါပဲဘာစီလိုနာပရိသတ်အင်တာပရိသတ်မဟုတ်ရင်တော့ဒီပွဲတွေကကြီးရတာတန်လွန်တဲ့ပွဲတွေပါအဲ့ဒီပြင်ဒီပွဲမှာထွန်းတောက်လာနေပြီဖြစ်တဲ့လာမင်းရမယ်ရဲ့အရေးချင်းနဲ့တကူတော့အစွမ်းတွေကိုပါမြင်ခဲ့ရသလိုအရေးသွင်းမြင့်ဂိုးတွေကိုလည်းမြင်ခဲ့ရပါတယ်ဒန်ဖရီရဲ့ခရိုဘတ်တစ်ကန်ချက်ကလေးလှပသလိုဖွင့်ကိုဖြစ်စေခဲ့တဲ့မာကတ်သူရင်ရဲ့အဆုံးသတ်ပုံကလေးပွဲအဆော့မှာရင်ခုန်စေခဲ့တာပါ။ရာမရဲ့တကူတော်ကဒီကောင်လေးအများကြီးဆက်ဖြစ်လာအောင်မှဆိုတာကိုထင်ထင်ရှားရှားပြသနေပြီးတော့တတိယမြောက်ခြေပေါက်ကိုဖြစ်စေခဲ့တဲ့ဒေါင်းကန်မောကနေခင်းပြီးတော့ရာဖင်ညာပြီးကန်သွားချက်ကလေးလုံးဝကိုပြည့်စုံပါတယ်။ရလကမပြတ်တာဘယ်သင်းကအမျက်ထွက်သွားမယ်ဆိုတာကိုမသိနိုင်သေးပေမဲ့တေချာတာကတော့ကြီးလိုက်ရတဲ့သူတွေအတွက်တန်သွားတဲ့ပွဲပါပဲ။ပွဲတစ်ခုလုံးကိုကြည့်မယ်ဆိုရင်တော့ဘာစီလိုနာတို့ကပဲပွဲကိုစိုးမိုးထားခဲ့တာဖြစ်ပြီးတော့ဘောလုံးမိုက်ဆိုင်မှုကလည်းသူတို့ပဲအသာသီးယူထားခဲ့တာပါ။ရာမရဲ့လှေအားတိုးအားကိုဒီမာကိုအန်ခီတာရင်ဘက်တိုနီတို့တော်တော်ကိုထိန်းယူနေခဲ့ရပါတယ်26မိနစ်လောက်မှာရာမညာချမ်းကနေချိုးပြီးတော့ဖြတ်ကန်တဲ့အလုံးဆိုရင်လေဆမ်မာပုတ်ထုတ်လိုက်ပြီးတော့အပေါ်တိုင်ထိပြီးတော့ထွက်သွားလို့သာအင်တာတို့တက်တာသွားခဲ့တာပါရီဘူကအဖြစ်တော့အဝေးဝင်ဘာစီလိုနာစီမှာတရေရလက်ထွက်အောင်ရယူလာနိုင်နေဆိုတာကတော့အင်တာမီလန်တို့အတွက်အပေါင်းလက္ခဏာပါပဲဘာစီလိုနာအတွက်လေအရင်အနှုတ်လက္ခဏာဆောင်တာမျိုးတော့မဟုတ်ပါဘူးကန်ချက်ဂိုးပေါက်တိတ်မှုအလုံးဘာစီလိုနာကအသာရခဲ့တာကလေအင်တာမီလန်နဲ့အင်ဆာဂီတို့ရဲ့အထာကိုသိရင်သူတို့ပွဲပေါ်ချီကပ်ထားပုံတိုင်းပဲဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်ဆန်စီယိုမှာလေအင်တာမီလန်တို့ဒီလိုပဲပွဲကိုခံစစ်အသားပြုချီကပ်ပုံနဲ့လာနိုင်ပါသေးတယ်စိတ်ရှည်မှုနဲ့အမားနှိမ့်မှုတွေကဒုတိယအကြော့ကိုအဆုံးဖြတ်ပေးတော့မှာပါဒုတိယအကြော့ဆိုတာထက်နှစ်သင်းစလုံးအတွက်ဒါဟာတစ်ခုတည်းသောဆီမီဖိုင်နယ်လိုဖြစ်သွားပါပြီအင်တာမီလန်တို့အတွက်ပြောရရင်လေဒုတိယအကြော့မှာရာမေကိုထိန်းချုပ်နိုင်မှုပိုကောင်းတဲ့ပြင်ဆင်မှုတွေလိုအပ်ပါတယ်ဒီဇာမာလီကအသက်တာငယ်သေးပေမဲ့အည်သွေးမြင့်ပြီးတော့အများကြီးလှုပ်ပြနိုင်နေပြင်ကိုယ်တိုင်လည်းဂိုးသွင်းယူနိုင်တယ်လို့ဖန်တီးမှုတွေလည်းလှုပ်ပေးနိုင်တဲ့သူမျိုးပါအစိုးဆုံးကတော့သူ့ရဲ့အတိုးလုပ်တွေကအင်တာကန်စစ်ကိုအများကြီးဒုက္ခပေးနိုင်ပြီးတော့နေရာယူပုံတွေကိုဖြိုဖျက်ပစ်နိုင်တာပါအဲ့လိုပဲနောက်ထပ်တောင်ပန်တစ်ဖက်ကရာဖီနာကလည်းရေချင်းပြစ်ပြီးတော့ဒီယာသည်သူ့ရဲ့အကောင်းဆုံးပုံစံကိုပြသနေတဲ့သူဖြစ်ပြန်တာကြောင့်အင်တာရိုဝင်းဘတ်ရဲ့ကန်စစ်တန်းတွေအများကြီးအလုပ်ပိုလုပ်ရနိုင်ပါတယ်အန်ခီတာရဲ့ကာဟာနိုဂလူဘိုင်လာတို့အတွက်ကတော့ဒုတိယအကျော့မှာလေးအသေးအံကစားရအောင်ပါဘာစီလိုနာတို့အတွက်ကတော့အင်တာမီလန်ရဲ့ဒိုင်ရိုက်တိုက်စစ်ကစားဟန်ကိုအများကြီးပို့ပြီးတော့ထိန်းချုပ်နိုင်မှုလိုပါတယ်ဒီပွဲမှာလေသူတို့ရဲ့ခံစစ်ကိုပဲလုံခြုံအောင်လုပ်ဘာစီလိုနာခံစစ်လိုင်းကိုရှေ့ထိရောက်အောင်ဆွဲခေါ်အမားဆောင်ပြီးတော့တံပြန်နေကစားတာနဲ့အလွတ်တေကန်မော်ဒီကနေအခွင့်အရေးအပိုင်ရအောင်လုပ်တဲ့နီးလန်းကိုပဲတုံးသွားဖို့များပါတယ်အများအပြည့်တော့အင်တာကွင်းဘက်မှာပဲဘာစီလိုနာတို့ကလာပြီးတော့ကစားချမှာပါဆိုတော့အမားလုံးမိတာနဲ့တံပြန်တွေကသူတို့ကိုချင်းချောက်လာနိုင်ပါတယ်နှစ်သင်းစလုံးအတွက်ကတော့ဖြစ်တဲ့ဇွမ်းတွေကလုံးဝအပွင့်ပါပဲဘေးသင်းကပြတ်သက်တာပြီးတော့တက်သွားမယ်ဆိုတာမျိုးခံမှန်းရအရန်ကိုခတ်ပါတယ်သို့တော့ဒီနေရာမှာလက်တွေ့ကြစဉ်းစားကြည့်ရင်တော့အဆုံးဖြတ်ဖြစ်လာတော့မယ့်ပွဲတစ်ပွဲမှာတိုက်စစ်ပိုင်းကိုအားပြုကစားမယ့်အသင်းကပို့ပြီးတော့အားသာချက်ရှိပါတယ်ခံစစ်လုံခြုံအောင်လုပ်ရင်အမားဆောင်ကစားရင်သူတို့ရဲ့အမတ်တစိတ်တိုင်းမွေကြီးတစ်ကောင်လိုစောင့်နေမယ့်အင်တာမီလန်တို့ရဲ့ကစားဟန်ကလောင်းကိန်းဆန်ပါတယ်အထူးသဖြင့်တော့အင်တာတို့တိုက်စစ်ကနေဂိုးတွေရနိုင်သည့်တိုင်အောင်ဒီပွဲမှာရသွားတဲ့ဂိုးနှစ်ခုကဒန်ဖရီလိုဝင်းဘတ်စီကနေလာတာပါဒါမျိုးဒုတိယအကြောင်းမှာထပ်လုပ်ပြနိုင်မှုကတော်တော်လေးကိုခက်ခဲမဲ့နေထားပါပဲဆိုတော့ခံစစ်ပိုင်းကိုအားပြုပြီးတော့ရလာတဲ့အပိုင်ခွင့်ရေးတွေမှာဂိုးသွင်းယူတာအဆင်ပြေပေမဲ့ဘာစီလိုနာတိုက်စစ်ကိုထိန်းချုပ်မထားနိုင်တယ်လို့ဘောလုံးကလည်း90%ကျော်ဘာစီလိုနာစိတ်တိုင်းကျပေးကင်ကစားထားမယ်ဆိုရင်တော့ဆုံးဖြတ်ကြိုးစားခွင့်အားလုံးကဘာစီလိုနာလက်ထဲကိုရောက်နေတယ်လို့ဖြစ်သွားမှာပါဒီပွဲတော့ခံမှန်းချက်အနေနဲ့စဉ်းစားကြည့်တဲ့အခါမှာဘာစီလိုနာတို့ဒုတိယအကြော့မှာနောက်တစ်ဆင့်တက်သွားနိုင်မှုအလားအလာပိုပြီးတော့များပါတယ်ဒုတိယအကြော့မှာအင်တာမီလန်တို့ပထမအကြော့အဝေးခွင့်ကလောက်ဂိုးတွေရချင်မှရတော့မှာပါဘာစီလိုနာတို့ကစားကွက်ထိန်းချုပ်ထားတာကိုခံရဖို့များပြီးတော့ဘာစီလိုနာကပဲအချိန်ပြေးတိုက်စစ်ဆင်နေပါလိမ့်မယ်ရာမိတ်နဲ့ရာဖီညာတို့စီကနေပြီးတော့ဂိုးတွေထပ်မြင်ရရင်လေအန်အောတင်မို့မရှိသလိုအော်မိုရိုစီကနေလေဂိုးတွေမြင်ရနိုင်ပါတယ်ဆိုလိုချင်တာကတော့အင်တာနီနဲ့ဘာစီလိုနာကိုရင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ဒီထက်ပိုပြီးတော့ active ဖြစ်တဲ့ကစားကွက်တစ်ခုနဲ့လာဖို့ဘာစီလိုနာကိုစိတ်တိုင်းကျကစားခွင့်ဘောလုံးပိုင်ဆိုင်ခွင့်မပေးဖို့အများကြီးလိုအပ်တယ်ဆိုတာပါပဲအဲဒီတော့မှသာသူတို့အတွက်ပိုပြီးတော့အခြေအနေကောင်းမှာပါဒီချီကပ်ပုံအတိုင်းပဲဆိုရင်တော့ဘာစီလိုနာတို့ကပဲအသာရသွားဖို့များပါတယ်အင်တာမီလန်တို့ကတော့လောင်းကိန်းစိတ်ရှိရှိနဲ့ကစားပြီးတော့ပီနယ်တီထိသွားရင်သွားဖို့ကြိုးစားသွားနိုင်ပါတယ်အဲ့ဒါကလည်းအလုပ်ဖြစ်နိုင်မှုအတော်လေးကိုနည်းပါပါလိမ့်မယ်